စာပေချစ်သူပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာကြီးမင်းသိန်းခရေးသားထားတဲ့တူသောဝတ္ထုတို့များဆိုတဲ့စာအုပ်လေးကိုအသံနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မားရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါရစေ။ဒီဝတ္ထုစာအုပ်လေးကဆရာကြီးမင်းသိန်းခကိုယ်တိုင်ရေးသားပြုစုခဲ့တဲ့စာအုပ်ကောင်းလေးဖြစ်တာကြောင့်ဘုသူတတွေအများကြီးရရှိမှလည်းဧကံမုတ်ချပါပဲရှင်။စာအုပ်လေးကိုအသက်ဇလန်းပမာဖတ်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်နားတော်တာဆင်ပေးကြပါဦးနော်။ဖဲတုံးနှင့်တူသောအိမ်နီးချင်းများဖဲတုံးဤမူလအစာ၌ဖဲချက်ပေါင်း88ချက်ရှိပါတယ်။အဲ့ဒီဖဲချက်88ချက်မှာမေဂျာလို့ခေါ်တဲ့ဖဲချက်ပေါင်း22ချက်နဲ့မိုင်နာလို့ခေါ်တဲ့ဖဲချက်ပေါင်း56ချက်ပေါင်းဆက်ထားခြင်းဖြစ်ပါတယ်။မေဂျာဖဲချက်22ချက်မှာရုပ်ပုံကားချက်များဖြစ်ပြီးထိုရုပ်ပုံကားချက်များမှာလည်းမော်စရာပုံ၊ဘဟင်မပုံ၊လူပြန်တော်ပုံ၊စစ်ရထားပုံ၊အယူပုံစသဖြင့်22မျိုးသောပုံတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။မိုင်နာဖဲချက်56ချက်ကတော့အုပ်စုအားဖြင့်4စုခွဲထားပါတယ်။အဲ့ဒီ4စုကတော့ဒုတ်အုပ်စု၊ဓာအုပ်စု၊ခွက်အုပ်စု၊ကျဲအုပ်စုဟူ၍ဖြစ်ပါတယ်။ဒုတ်အုပ်စုမှာလည်းဒုတ်တစ်ချောင်း၊ဒုတ်နှစ်ချောင်း၊ဒုတ်သုံးချောင်းမှစပြီးဒုတ်10ချောင်းထိပါဝင်ပါတယ်။အဲဒီနောက်မှာတော့ဒုတ်10ချောင်းရဲ့အထက်မှာဒုတ်မင်းစေဆိုပြီးရှိပါသေးတယ်။ထိုဒုတ်မင်းစေကိုအင်္ဂလိပ်ဘာသာစကားအရဖြင့် Page 1ဆိုပြီးတော့လည်းခေါ်ပါတယ်။အဲဒီဒုတ်မင်းစေရဲ့အထက်မှာတော့ဒုတ်သူရဲ့ကောင်းဒုတ်ဘီရင်မဒုတ်ဘီရင်ဆိုပြီးရှိပါတယ်။ဒီလိုပဲဓာအုပ်စုမှာလည်းဓာ1ဓာ2ဓာ3ဓာ10အထိရှိပြီးအဲ့ဒီဓာ10ရဲ့အထက်မှာတော့ဓာမင်းစေဓာတရေကောင်းဓာဘီရင်မဓာဘီရင်ဆိုပြီးရှိပြန်ပါတယ်။ထို့အတူပဲခွက်အုပ်စုမှာလည်းခွက်1ကနေပြီးတော့ခွက်10အထိရှိကခွက်မင်းစေခွက်သူရေကောင်းခွက်ဘီရင်မခွက်ဘီရင်ဆိုပြီးရှိတယ်။ကျဲအုပ်စုမှာလည်းထိုနည်း၎င်းပင်ဖြစ်ပါတယ်။ဒီလိုဖဲချက်တွေကိုပြုလုပ်တဲ့အခါမှာအစအဦးမှာတရိษံတွေရဲ့တည်ရည်နဲ့ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ဖဲချက်တို့ကကဘာဦးအစကာလလောင်းကစားပြုလုပ်သူတွေရဲ့ကိရိယာမဟုတ်ခဲ့ပါဘူး။အနောက်တိုင်းရှေးဦးဂမ်ဘီယာပညာရှင်များအသုံးပြုခဲ့တဲ့ဂမ်ဘီယာအတက်ရဲ့ကိရိယာသားလည်းဖြစ်ပါတယ်။အနောက်တိုင်းဂမ်ဘီယာပညာကိုအော်ဂါဒစိန်လို့ခေါ်ပါတယ်။အဲ့ဒီပညာရှင်တွေက၎င်းတို့ရဲ့ပညာရက်တွေကိုကဘာတီသူ၍တည်ဆိမ့်သောငါလက်ဆင့်ကမ်းသယ်ဆောင်မဲ့သူတွေကိုရှာဖွေတဲ့အခါမှာလောင်းကစားသမားတွေကိုတွေ့ရပါတယ်။အဲ့ဒီပညာရှင်တွေကအယူဆကတော့လူရဲ့မူလစိတ်မှာပြိုင်ဆိုင်လိုစိတ်၊လောဘစိတ်၊ထိတ်လန့်ကြောက်ရွံ့လိုသောစိတ်၊မနာလိုစိတ်စသည်တို့သည်ကိန်းဝတ်နေပါတယ်။အဲ့ဒီစိတ်တို့ကိုတပြိုင်နက်တည်းကွန်မြူနိုင်တဲ့အရာကလည်းလောင်းကစားခြင်းသာလျှင်ဖြစ်ပါတယ်လို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ပဲ၎င်းတို့၏ပညာကိုလောင်းကစားပညာအဖြစ်ဖန်တီးပြီးကဘာဦးလောင်းကစားသမားတို့ရဲ့လက်သို့ဝါကွက်ပြီးအပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုအပ်တဲ့အခါမှာလဲဒုတ်အုပ်စုဖဲချက်အားညှင်းဖဲအဖြစ်ဖန်တီးလိုက်ပါတယ်။ဒါပေမဲ့ညှင်း1ကနေညှင်း10အထိပဲထားပြီး10ရဲ့အထက်ကရှိတဲ့မင်းစေဖဲချက်ကိုဖြုတ်ပစ်လိုက်ပါတယ်။မင်းစေရဲ့အထက်မှာရှိတဲ့သူရဲကောင်းဖဲချက်ကိုတော့ဂျက်ဖဲဖြစ်ပြုလုပ်လိုက်ပါတယ်။ကျန်သောဘဟင်မနဲ့ဘဟင်ကိုတော့မူလငကိုအတိုင်းပဲထားလိုက်ပါတယ်။ရှေးဟောင်းအော်ဂါဒဇင်းပညာရှင်တွေက1မှ10အထိကိုတိုင်းသူပြည်သားတွေလို့သဘောထားလိုက်တယ်။သူရဲကောင်းဘဟင်မနဲ့ဘဟင်ကိုတော့အုပ်ချုပ်သူများဟုသဘောထားပါတယ်။တိုင်းသူပြည်သားဖဲချက်နဲ့အုပ်ချုပ်သူများကြားဆက်ပေးသောဖဲချက်ကတော့မင်းစေဖဲချက်ဖြစ်ပါတယ်။ဒါပေမဲ့လောင်းကစားအဖြစ်ပုံဖော်လိုက်တဲ့အခါမှာတော့မင်းစေဖဲချက်ကိုဖြုတ်ပစ်လိုက်တာကိုသတိပြုပါလိမ့်မယ်။အထက်ကဆိုခဲ့တဲ့အတိုင်းပဲဒုတ်ဖဲညှင်းဖဲအဖြစ်ပြုလုပ်လိုက်တယ်လို့ပဲဓာဖဲချက်တွေကိုလည်းစပိတ်ဖဲချက်ဖြစ်ခွက်ဖဲချက်တွေကိုဟတ်ဖဲချက်ဖြစ်ပြုလုပ်လိုက်ပါတယ်။ကျဲဖဲချက်တွေကိုတော့ဒိုင်းမွန်ဖဲချက်များဖြစ်ပြုလုပ်လိုက်တယ်။
ဒါပြင်မေဂျာဖဲချက်22ချက်ကိုလည်းထုတ်ပြလိုက်ပါသေးတယ်။အဲ့ဒီ22ချက်အနက်မှာ full လို့ခေါ်တဲ့အယူဖဲချက်တစ်ချက်ကိုတော့ဂျိုကာလို့နာမည်ပြောင်းပြီးလောင်းကစားကရိယာဖဲချက်တစ်ချက်မှာသွတ်သွင်းပေးလိုက်ပါတယ်။အုပ်စုလေးစုခွဲထားတဲ့ဒုတ်ဓာခွက်ကျဲတို့မဟုတ်ညင်း spade heart diamond ဟိုတဲ့ဖဲချက်တွေကိုတိုင်းသူပြည်သားဖဲချက်40နဲ့အုပ်ချုပ်သူဖဲချက်12ချက်သာလင်းရှိပါတော့တယ်။တိုင်းသူပြည်သားနဲ့အုပ်ချုပ်သူကြားမှာဆက်ပေးတဲ့မင်းစေဖဲချက်ကိုတော့ဖြုတ်ပစ်လိုက်ပါတယ်။ဘာကြောင့်ထုတ်ပြရတာကိုတော့အော်ဂဒဇင်းပညာရှင်တွေကဒီလိုဆိုပါတယ်။ဘယင်းဆိုတာလက်မစားဘူး။ထို့အတူမိဖုရားကြီးကလည်းလက်မစားဘူး။သူရဲကောင်းကလည်းလက်မစားလက်စားနိုင်သူမှာထိုသုံးဦးနဲ့တိုင်းသူပြည်သားကြားမှာရှိတဲ့မင်းစေသားလင်းဖြစ်ပါတယ်။ဒါကြောင့်ဖဲချက်ကို1မှ30အထိထားပြီး30ထက်မှရှိတဲ့ဂျက်ကွင်ကင်းဟူရတာထားတဲ့နဲ့ page လို့ခေါ်တဲ့မင်းကတ်စိုးမြောင်ဖဲချက်ကိုဖဲထုတ်တဲ့နဲ့ဆိုပြီးယူဆခဲ့ကြပါတယ်။မူလအော်ဂန်ဒစင်းပညာရဲ့ကရိယာဖြစ်သုံးစင်တုန်းကဖဲထုတ်မှာ page ကိုအသုံးပြုခဲ့တော်လဲပဲလောင်းကစားကရိယာဖြစ်သုံးတဲ့အခါမှာတော့ဖဲထုတ်ပြလိုက်ခြင်းဟာလက်စားခြင်းသည်လောင်းကစားခြင်းထက်ဆိုးရွားသည်ဟုယူဆတာကတကြောင်လောင်းကစားသမားများဟာအရှိသဖြင့်တည်တတ်နိုင်တော်လဲလက်စားသူတွေဟာအရှိသဖြင့်မတည်တတ်နိုင်ဘူးယူဆတဲ့အတွက်ကြောင့်ဖဲထုတ်ကနေအပီးပိုင်ထုတ်ပစ်ခဲ့ခြင်းဖြစ်ပါတယ်။ရှေးဟောင်းအော်ဂန်ဒစင်းပညာရှင်တို့ကသူတို့ရဲ့ပညာသူတို့ရဲ့အမွေဖြစ်တဲ့ဖဲထုတ်ကိုကဘာတည်၍တည်ဆိတ်သောငါလက်စားသူရဲ့တရုတ်သဘောတဘာဝဖြစ်တဲ့မင်းကတ်စိုးမြောင်ဖဲလေးချက်ကိုထုတ်ပစ်ခဲ့တယ်လို့အဆိုရှိပါတယ်။၎င်းတို့ရဲ့အယူဆညီမျှမှန်သည်ကိုတော့မပြောနိုင်တော့လဲဖဲထုတ်ပေါ်ခဲ့သည်မှာနှစ်ပေါင်း8000ကျော်ရှိပါပြီ။ဒီမြတက်တန်းရှည်ခြင်းကလက်စားသူလေးဦးထုတ်ပစ်ခဲ့ခြင်းကြောင့်ဖြစ်တယ်ရ၏ဟုဆိုလိုကလည်းဆိုလိုရပါတယ်။ဒီလိုမဟုတ်ရင်လဲရှင်ပြိုင်လိုစိတ်လောဘစိတ်ကြောက်ရွံ့ထိတ်လန့်စိတ်မနာလိုစိတ်တို့ကလူရဲ့မူလစိတ်မှာတွေ့ကပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်တွေကိုကွန်မြူနိုင်တဲ့လောင်ကစားခြင်းဟာလူရဲ့သဲကြည်ကြိုက်တဲ့အရာတစ်ခုဖြစ်တာကြောင့်ဒီများလောက်နှစ်ပေါင်းကြာအောင်တည်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ညီတို့ပင်ဖြစ်စေဖဲထုတ်များသည်ခေတ်ဆက်ဆက်သူ့နည်းသူ့ဟန်နဲ့တည်ရှိနေပါတယ်။ကစားသူများကလည်းရှိနေကြပါတယ်။ထိုသူများတည်သွားလျင်လည်းအသစ်သောကစားသူများပေါ်ပေါက်လာကြပါဦးမယ်။ဖဲကစားခြင်းကိုလူတို့နှစ်သက်သည်မှာငွေချောင်ကြီးပဲမဟုတ်ပါဘူး။ရှင်ပြိုင်ခွင့်ရခြင်းရှင်တထိတ်ထိတ်အသေးတအေးအေးဖြစ်ရခြင်းနာရင်တော့ကော်တာပဲဟူသောမျောလင်းချက်တိုင်များတိဆောက်ခွင့်ရခြင်းတစ်ဖက်လူနိုင်သွားတာကိုမနာလိုကြောင်းပြောင်တင်းပြောဆိုခွင့်သို့မဟုတ်အမှုရာဖြစ်ပြခွင့်ရခြင်းစတဲ့အကြောင်းအရာတို့ကြောင့်ဖြစ်တန်ပါတယ်။ဖဲကစားသူတို့ဟာဒီတိုင်းလှန်၍ကြည့်ရင်လည်းဒီဖဲချက်ပုတ်၍ကြည့်ရင်လည်းဒီဖဲချက်ဟုသိရနေပင်လှန်၍ကြည့်သူကနည်းပါတယ်။ပုတ်၍ကြည့်သူကသာလည်းများပါတယ်။ဘာကြောင့်ပုတ်ကြည့်ရသလဲဟူ၍တစ်ချက်သေးလှန်၍ကြည့်ပါမို့အဖြေကိုချက်ချင်းသိရပါမယ်။ဒီလိုမဟုတ်ပဲပုတ်ပြီးကြည့်မယ်ဆိုရင်အဖြေမှန်ကိုမသိမီစက်ကြားအမျိုးအဖုံယူဆခွင့်ရှိကြပါတယ်။ဒီလိုယူဆခွင့်ကလည်းဖဲသမားတွေရဲ့အရာသာများနဲ့တခုသောအရာသာဖြစ်ပါတယ်။ကျွန်ုပ်သည်ဖဲသမားတူဖြစ်သည်။ဒါကြောင့်စစ်ကြိုခေတ်ကနာမည်ကြီးခဲ့တဲ့ပဒုံဖဲထုတ် A1 ဖဲထုတ်စစ်ပီးကာလခေတ်မှာနာမည်ကြီးခဲ့တဲ့ကနန်း3လုံးတူဖဲထုတ်များ3လုံး9လုံး8လုံးစတဲ့ဖဲထုတ်များကြောင်နဲ့တစိမ့်ဖဲထုတ်ကိုရုပ်ကားရာအမျိုးသမီးပုံများနဲ့တစားဆင်ထားတဲ့ပလတ်စတစ်ဖဲထုတ်နာယီတစိမ့်ဖဲထုတ်စသဖြင့်မြောက်များစွာသောဖဲထုတ်တို့ကိုကစားဖို့ခဲ့ပါတယ်။အချို့သောဖဲထုတ်များကလက်ထဲတွင်ကာ၍ကလပံချက်ထိုးလိုက်လျင်ရွှမ်းကနေမြည်ပါတယ်။တချို့သောဖဲထုတ်များကတော့ချက်ချက်ဆိုပြီးမြည်တယ်။တချို့သောဖဲထုတ်ကလက်ထဲမှာကိုင်းလိုက်ရင်စီးပိုင်ရှိပါတယ်
တချို့သောဖဲတို့များကတော့ကင်လိုက်ရင်ပေါ့ရွှွတ်ရွှွတ်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဖဲချက်မစီလို့ထင်မှတ်ကရေတွက်ကြည့်ရပါသေးတယ်။ဒီလိုရေတွက်တဲ့အခါမှာလည်းဖဲချက်ကစီပါတယ်။သို့ပေမဲ့အဲ့ဒီဖဲချက်တွေရဲ့သဘောတဘာဝကိုကပေါ့ရွှွတ်ရွှွတ်နိုင်ခြင်းသာလျှင်ဖြစ်ပါတယ်။တချို့သောဖဲတို့များမှာကစားခံတယ်။တော်တော်နဲ့မနှွမ်းဘူး။တချို့သောဖဲတို့များကတော့အကစားမခံပါဘူး။တလဲနှစ်လဲကစားလိုက်တဲ့နဲ့ပင်ဖွတ်ဖွတ်ညက်ညက်ကြည်သွားကြပါတယ်။ကျွန်ုပ်ဆိုလိုတာကတော့ဖဲထုတ်တို့မှာအမျိုးမျိုးဖုံဖုံသောတဘာဝရှိပါတယ်။ရှိကြကုန်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ထိုအကြောင်းကိုလူတိုင်းလက်ခံနိုင်မယ်မဟုတ်ပါဘူး။ဖဲကစားဘူးသောဖဲသမားတို့သည်သာလျှင်လက်ခံပေးလိမ့်မယ်။အဲ့ဒီလိုပဲကျွန်ုပ်၌လည်းအိမ်နီးချင်းများရှိပါတယ်။ထိုအိမ်နီးချင်းတို့သည်လည်းပဲတဘာဝအမျိုးမျိုးရှိကုန်ကြပါတယ်။တဦးနဲ့တဦးမတူညီကြပါဘူး။ဒီအကြောင်းကိုမြို့ရဲတိုက်ခန်းများမှာနေသူများသည်သိနိုင်မှာမဟုတ်ပါဘူး။များအားဖြင့်တော့ထိုတိုက်ခန်းများမှာနေသူများကမိမိအခန်းဘေးမှာနေသူသည်မြည်သည့်အသက်မွေးဝမ်းကြောင်းနဲ့အသက်မွေးသည်ကိုပင်တချို့ကမသိနိုင်ကြပါဘူး။ကိုယ့်အခန်းကိုနေသွားเสียရှင်ကိုယ့်အခန်းတကာကိုပိတ်ပြီးထွက်သွားကြတာပါပဲ။ဒါကြောင့်အခန်းချင်းကလေးရဲ့အနှစ်20လောက်နေခဲ့ကြတော့လဲပဲတဦးနဲ့တဦးနှုတ်မဆက်ဖြစ်ပဲရှိနေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုနေရာမျိုးမှာရှိတဲ့အိမ်နီးချင်းဆိုတဲ့စကားကတိတိကျကျအကျုံးမဝင်လှပါဘူး။ရက်ွက်ထဲမှာတော့အိမ်ငှား၍ဖြစ်စေအိမ်ဝယ်၍ဖြစ်စေအိမ်ဆောက်၍ဖြစ်စေနေသူများ၌ကအိမ်နီးချင်းဆိုပြီးရှိပါတယ်။ကျွန်ုပ်သည်ရက်ွက်တွင်တစ်ခု၌နေခဲ့ပါတယ်။ဒါကြောင့်ပဲအိမ်နီးချင်းများရှိခဲ့တယ်။ထိုအိမ်နီးချင်းတို့ကတဘာဝအမျိုးမျိုးရှိကြကုန်ပါတယ်။တချို့ကိုပေါင်းရတာစီစီပိုင်ပိုင်ရှိတယ်။တချို့ကတော့ပေါ့ရွှွတ်ရွှွတ်နိုင်လှပါတယ်။တချို့မှာတခါဆက်ဆံလိုက်သည်နဲ့ပင်စေကလန်၍သွားရပါတော့တယ်။ဒါကြောင့်ထိုအိမ်နီးချင်းများသည်ကျွန်ုပ်ကစားဘူးသောဖဲတုံများနဲ့တူသည်ဟုကျွန်ုပ်ကဆိုရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့အမည်ကဘာသိန်းဖြစ်တယ်။ကျွန်ုပ်ကရန်ကုန်မြို့တွင်ဈေးတစ်ဈေးမှာရှိတဲ့အုံဒီငပြော်ဒီရောင်းတဲ့အလုံးနဲ့အသက်မွေးပါတယ်။သို့ပေမဲ့ကျွန်ုပ်ရဲ့ဈေးမှာနနက်9နာရီကနေ17နာရီခန့်သာလူစီကားပါတယ်။12နာရီကျော်မှစားပြီးဈေးပိတ်သည့်အထိလွန်စွာလူပါပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ဈေးသူဈေးသားတွေက12နာရီကျော်တာနဲ့အိတ်ချင်းလို့တဦးကိုတဦးလှမ်းပြီးနောက်တက်ကြပါတယ်။အမှန်တကယ်လဲတချို့သောဈေးသည်တွေကအိတ်ကြပါတယ်။တချို့ကလူစုပြီးလက်ဖက်စားခြင်းချင်းတုပ်စားခြင်းစကားပြောခြင်းကြားထိုးခြင်းများကိုပြုလုပ်ကြပါတယ်။မျက်စိလဲလမ်းမှာပြီးဝဲသူတဦးတလေလာရင်တော့ထရောင်းကြပါတယ်။ပြီးနောက်ပြန်အိတ်တဲ့သူကအိတ်တယ်စားသူကစားတယ်ကြားထိုးသူကပြန်ထိုးပါတယ်။ကျွန်ုပ်ဒီ12နာရီထိုးတဲ့နေ့တစ်ပြိုင်နက်ကျွန်ုပ်ဤဆိုင်ကိုမူတူးလို့ခေါ်တဲ့ကလားလေးနဲ့လွှဲပြီးကျွန်ုပ်မှာမူအချင်းချက်ရှိသောဖဲဝိုင်းတို့သွားပါလေတော့တယ်။ဖဲဝိုင်းစောစောပြီးရင်လည်းဆိုင်တို့မသွားတော့ပဲအိမ်တို့သာပြန်လာပါတယ်။ကလားလေးမူတူးကအချိန်တန်ရင်ဆိုင်သိမ်းပြီးကျွန်တော်ထံသို့ရောက်လာစမြဲဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ဖဲဝိုင်းများမရှိသည်မှာကြာသည်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီလဲ12နာရီထိုးတာနဲ့ဈေးမှအိမ်တို့သာဓာတ်ရိုက်ပြန်လာပါတယ်။အိမ်မှာအနေများလာတဲ့အခါအိမ်နီးချင်းများကိုသတိပြုမိလာပါတယ်။ဒီလိုသတိပြုမိလာခြင်းဟုဆိုရာကြောင့်ရခင်ကသတိမပြုမိသည်လောဟုဆိုပေရရှိပါသေးတယ်။အမှန်စစ်စစ်ကျွန်တော်ရဲ့အိမ်နီးချင်းများကလူသစ်များဖြစ်ပါတယ်။ရခင်ကလူဟောင်းများမရှိကြတော့ပါဘူး။အားလုံးလိုပြောင်းသွားကြပြီဖြစ်ပါတယ်။ဈေးကောင်းရတာကြောင့်မိမိတို့ရဲ့အိမ်လေးမြေတွေကိုရောင်းချပြီးမြို့စွန်စင်ချီဖုံးများစီတို့ပြောင်းရွှေ့သွားကြပြီဖြစ်ပါတယ်။အခုဆက်ဆံရသည်မှာလူသစ်များဖြစ်တာကြောင့်မျက်နှာချင်းဆိုင်တက်တဲ့အိမ်ကကျွန်တော်ရဲ့မိတ်ဆွေကိုဟာကြီးဆိုသူလည်းမရှိတော့ပါဘူး။၎င်းရဲ့အိမ်ဟောင်းကြီးကိုတခြားသူတယောက်ကလာပြီးဝယ်သွားတာကြောင့်မြို့စွန်ကိုပြောင်းသွားပြီဖြစ်ပါတယ်။ဒီအိမ်ကိုလာပြီးဝယ်သူကလည်းကိုဟာကြီးကဲ့သို့ပင်လူဟာကြီးတူဖြစ်ပါတယ်။
ဒါပေမဲ့အဲ့ဒီလူကတော့ကိုဝါကြီးထက်အရက်မြင့်တယ်ကိုဝါကြီးကဥပဒေကိုကောင်းတယ်ဒါပြင်ကိုဝါကြီးထက်ငွေကြီးတက်နိုင်ပါတယ်သူကကိုဝါကြီးရဲ့အိမ်ဟောင်းကြီးကိုဝယ်ပြီးဖြတ်ချကတိုက်ဆောက်ပါတယ်၎င်းရဲ့တိုက်မှာလွန်စွာလှပပါတယ်အဲ့ဒီတိုက်ကိုပလဲဂီဟာဆိုပြီးထိုသူကအမည်ပေးကဆိုင်းဘုတ်လေးတစ်ခုချိတ်ဆွဲထားပါတယ်ထိုသူသည်အိမ်ဆောက်ပြီးသောအခါ၌မိသားစုနှင့်အတူပြောင်းရွှေ့လာပါတယ်ပြောင်းရွှေ့လာပြီးများမကြာမီ၌ပင်အိမ်တက်မင်္ဂလာလုပ်ပါတယ်ထိုအိမ်တက်မင်္ဂလာပွဲသို့ထိုသူရဲ့မိတ်ဆွေအမြောက်အများအမျိုးမျိုးဖုံဖုံသောမော်တော်ကားများဖြင့်ရောက်လာကြပါတယ်ကျွန်ုပ်ဘာဝင်ရက်ကွက်အတွင်းမှလူများကိုလည်းထိုအိမ်တက်မင်္ဂလာပွဲသို့ဖိတ်ကြားထားတော့ကြောင့်ကျွန်ုပ်တို့ရောက်ရှိသွားကြပါတယ်ထိုသူကကားများဖြင့်ရောက်လာသောသူ့ရဲ့မိတ်ဆွေများကိုဦးစားပေးပြီးတဲ့ခင်ဧခံပါတယ်ကျွန်ုပ်ဘာဝင်ရက်ကွက်သူရက်ကွက်သားများကိုမူကောင်းမွန်စွာလဲဧမခံကျွေးမွေးခြင်းလည်းမပြုတာကြောင့်ထိုသူသည်ကျွန်ုပ်တို့အားမကောင်းတဲ့၍သာဖိတ်ကြားခြင်းဖြစ်ပါလိမ့်မယ်ကျွန်ုပ်တို့နဲ့မိတ်ဆွေဖြစ်လို့ပုံလည်းမရကြောင်းအားလုံးလိုလိုကရှိမိကုန်ကြပါတယ်ထိုသူနဲ့သူ့ရဲ့မိတ်ဆွေများကအော်ကြီးဟစ်ကျဲပြောဆိုကြရီကြမောကြနောက်ပြောင်ကြလုပ်နေကြပါတယ်ကျွန်ုပ်ဘာဝင်ရက်ကွက်သူရက်ကွက်သားများကတော့ပါဇက်အဟောင်းသားဖြစ်သားငေး၍ကြည်နေကြရပါတယ်သူတို့အချင်းချင်းပွဲကြသောပြက်လုံးတွေကလည်းကျွန်ုပ်တို့နဲ့ပတ်သက်ခြင်းမရှိတာကြောင့်ရီလဲမရီဖြစ်မရီပဲငုတ်တုတ်ကြီးကြောင်အန်းနဲ့ထိုင်နေရသည်မှလည်းခက်လှပါတယ်ထိုသူကပလဲနဲ့ငါဌာနမှအရာရှိလို့သိရပါတယ်ကျွန်တော်ရဲ့မျက်လုံးထဲမှာတော့ထိုသူကပလဲနဲ့မတူငါးနဲ့သာတူနေပါတယ်ငါးမှလည်းငပုတင်းနဲ့သာတူပါတယ်ဖောင်းကားသောသူရဲ့ဗိုက်ကြီးကတော်တော်စားထားကြောင်းဖော်ပြနေပါသေးတယ်ရက်ကွက်အတွင်းမှာသူများကအရှူရှူထပြီးပြန်သွားကြတယ်ကျွန်တော်နဲ့ကိုမြစိန်ဆိုသောလူတူသာကြံရည်ခဲ့ပါတယ်၎င်းကိုမြစိန်ကကျွန်တော်အားမပြန်နဲ့ဗျာစားပြီးတောက်ပြီးမှပဲနေနေပြောပြီးမှပြန်မယ်ဆိုပြီးပြောပါတယ်ဤတို့နှစ်ပင်ကျွန်ုပ်တို့နှစ်ဦးသည်စိတ်ရှည်ရှည်ဖြင့်စောင့်ကြရာဧည့်သည်များတော်တန်ရှင်းသွားသောအခါထိုသူကဟေးဒီမှာဧည့်သည်နှစ်ယောက်ဟိမုတ်ပကံနှစ်ပကံပြင်ပေးအောင်ဟာဟုနောက်ဘက်သို့လှမ်း၍អော်ပါတယ်ညမကြာမီ၌ပင်မုံဟင်းကားနှစ်ပကံရောက်လာပါတယ်တို့ရာတွင်အကျော်များမပါတော့ပါဘူးကျွန်ုပ်နဲ့ကိုမြစိန်ကမုံဟင်းကားကိုစားကြပါတယ်ထိုအခါထိုသူကတလန်းလုံးဖိတ်ထားတာပဲမလာကြသေးပါလားလို့ကျွန်ုပ်အားမေးတယ်လို့ပြောတယ်လို့နဲ့စတင်နှုတ်ခွန်းဆက်ပါတော့တယ်ထိုအခါကိုမြစိန်ကလာကြပါတယ်ဗျာအိမ်စီတက်စီလာကြပါတယ်မော်တော်ကားနဲ့လာတဲ့ဧည့်သည်တွေကိုဦးစားပေးစောင့်ရင်းနဲ့ပဲနောက်ဆုံးမှာမစောင့်နိုင်လို့ပြန်သွားကြတယ်မိတ်ဆွေကြီးမကြားလို့ပါအပြင်မှာကဘာမကြေသချင်းတော်ဆိုသွားကြသေးတယ်လို့နောက်တီးနောက်တက်လေးတန်းနဲ့ပြောလိုက်ပါတယ်ထိုအခါထိုသူဒီမျက်နှာတစ်ချက်ပြတ်သွားပါတယ်ထို့နောက်မှငပူတင်းနဲ့တူတဲ့ထိုသူဒီအိမ်ကြီးဆဲလိုက်ပြီးထို့နောက်မှာတော့ထိုသူကဟုတ်မှာပါဗျာကျုပ်ကလည်းရုံးကမိတ်ဆွေတွေဌာနဆိုင်ရာကလူတွေမလစ်ဟင်းအောင်ဧည့်ခံနေရတာဗျာလို့ပြောပါတယ်ထိုအခါကိုမြစိန်ကပြန်သွားတဲ့လူတွေကလည်းမိတ်ဆွေကြီးကိုမှားသွားပါတယ်သူတို့အတွက်အားမနာပါနဲ့တဲ့သူတို့စားကျွန်တော်တို့နှစ်ယောက်ကိုထားခဲ့ပါတယ်တဲ့လေကျွန်တော်တို့နှစ်ယောက်ကိုပဲအကျော်တွေဘာတွေနဲ့ကြကြနာနာကျွေးလိုက်ပါတဲ့ဟုပြောလိုက်လျင်ထိုသူသည်ကျွန်တော်တို့ဤစားပွဲကိုဂီယူတဆိုင်ကြည့်လိုက်ရာအကျော်မပါကြောင်းတွေ့ရှိသွားပါတယ်ထိုအခါနောက်သို့လဲပြီးဟေးဒီမှာအကျော်တွေဘာတွေလာချပေးလေပြောလိုက်မှပင်ပဲကြော်တစ်ချက်နဲ့တစ်ချမ်းလောက်ကိုခြေပြီးထည့်ထားတဲ့ပကံကလေးရောက်ရှိလာပါတယ်ထိုသူကကျွန်ုပ်တို့နဲ့အနီးမှာဝင်ထိုင်ပြီးဒီရက်ကွက်ကလေးအေးချမ်းချမ်းရှိတယ်ဆိုပြီးပြောင်းလာတာတခုတော့ရှိတယ်ဒီမှာကအစိုးရဝန်ထမ်းနဲတယ်နော်ပြန်ကြလက်လုံလက်စားတွေများတယ်နဲ့တူတယ်ဟုပြောပါတယ်ထိုအခါကိုမြစိန်ကမှန်ပါတယ်ခမညာဟောဒီလူကြီးကကိုပါသိန်းနဲ့ဈေးထဲမှာ
အုံဒီငပြောဒီရောက်နေကျွန်တော်ကလည်းဟောဒီဈေးတွေကယောက်ျားငစိမ့်တယ်ပါပဲငါးလုံကန်ပေါ့ဗျာပလဲတော့မပါဘူးမိတ်ဆွေကြီးနဲ့ကျုပ်တို့ရဲ့လုပ်ငန်းတစ်ဝက်တော့တူပါတယ်မိတ်ဆွေကြီးကပလဲနဲ့ငါးလုံကန်ကျုပ်ကရိုးရိုးငါးလုံကန်ဟဲ့မိနစ်တုန်းကကျုပ်လဲအိမ်ပြင်ဆောက်ထားပါတယ်ကျုပ်အိမ်ကိုတော့ငါးခေဟာလို့နာမည်ပေးထားတယ်လို့ပြောလိုက်ပါတယ်ထို့သူသည်စိတ်အညစ်ကြီးညစ်နေပုံရပါတယ်ထို့နောက်ကျွန်ုပ်ဘက်သို့လှည့်ကားခုခေတ်မှာတော့ပွဲတော်တော်ထိုးကြတယ်ဗျခမည်းကတော့အယောင်းဝယ်ကောင်းမှာပဲနော်ထိုအခါကျွန်ုပ်ကပြောမိဟန်ပြနေစင်မှာပဲကိုမြစိန်ကတိတ်ပြီးရောင်းဝယ်ကောင်းတာပေါ့ဗျာအခုခေတ်မှာလူတွေကလည်းဘာဖြစ်ကုန်လဲမသိပါဘူးအိမ်တိုင်းလိုကြော့ပွဲတွေနဲ့ဗျဆိုပြီးကြားဖြတ်ပြောပြီးလိုက်ပါတယ်ထိုအခါငပူတင်းနဲ့တူသောထိုသူကမြမပြည်မှာကျုပ်လိုလူကြီးပဲဆိုရင်တော့မိတ်ဆွေကြီးရဲ့အုံဒီငပြောသည့်ဆိုင်တွေပိတ်ထားရလိမ့်မယ်တူတယ်ဟုတ်သူသည်အယုံကြည်မရှိကြောင်းကြေညာလိုက်ပါတယ်ထိုအခါကိုမြစိန်ကဟုတ်ပါလိမ့်မယ်ဗျာဒါပေမဲ့လူတော်တော်များများကမိတ်ဆွေကြီးလို့မဟုတ်ဘူးဗျဟိုအတွက်ပူရဒီအတွက်ပူရနဲ့ပူရပါများလာတော့အားငယ်လာကြတယ်အဲ့လိုအားငယ်လာတော့အားကိုရှာကြတယ်အားကိုရှာတော့ဟိုနဲ့မနိုးနိုးဟိုဘိုးတော်မနိုးနိုးနဲ့ပွဲတွေထိုးကြတာပေါ့ရိုးရိုးသားသားယုံကြည်လို့ကြော့ပွဲထိုးတဲ့လူတွေကိုတော့အပြစ်မပြောပါဘူးဗျာဒါပေမဲ့ဘဝမှာအကျက်တွဲတွေ့လို့အားကိုရှာတဲ့သဘောနဲ့နတ်မနိုးနိုးဘိုးတော်မနိုးနိုးနဲ့ကြော့ပွဲထိုးတဲ့သူတွေကိုတော့တနာမိရဲ့ဗျာမရှိရတဲ့ကြားတဲ့ကြော့ပွဲဘိုးကကုံရအောင်မယ်ဟုပြောလိုက်လေတယ်ထိုအခါငပူတင်းနဲ့တူသောလူကခမားတို့နှစ်ယောက်တော့မပါပါဘူးဗျာခမားတို့ရက်ကွက်ကလူတွေကနည်းနည်းတော့ကျုပ်တို့နဲ့ဇယိုက်ချင်းကွာတယ်တကယ်ဆိုရင်ဗျာကျုပ်ကဒီရက်ကွက်မှာနေတာပဲအိမ်ရှင်ပေါ့အခြားကားနဲ့လာတဲ့သူတွေကဧည့်သည်ပေါ့ဗျာအိမ်ရှင်ကဧည့်သည်ကိုဦးစားပေးရမှာပေါ့ဒီလိုသဘောမထားပဲဧည့်သည်ကိုဦးစားပေးရမလားဆိုပြီးပြန်သွားကြတာကတော့ရိုင်းနာပေါ့ဗျာဟုပြောပါတယ်ထိုအခါကျွန်ုပ်တို့လည်းမိုဟင်းကစားပြီးဖြစ်လျာနေရာမှထားကြပါတယ်ကိုမြစိန်ကဒီမှာမိတ်ဆွေကြီးဒီရက်ကွက်ကတမျိုးဗျအဲ့ဒီလိုအဆင်မပြေဖြစ်ပြီးရင်အာသူပါကြရင်လိုက်မပို့ကြဘူးအဲ့တော့မိတ်ဆွေကြီးတို့အိမ်မှာအဲ့ဒီလိုကိစ္စများကြုံရင်တော့လိုက်ပို့ကြမှာမဟုတ်ဘူးမော်တော်ကားနဲ့ဧည့်သည်တွေကိုပဲကြိုကြိုတင်တင်မှားထားပြီးတော့ဟုဆိုပြီးအိမ်ပေါ်မှဆင်းခဲ့ကြပါတယ်ထိုချိန်ကစားပြီးငပူတင်းနဲ့တူသောထိုသူသည်မြည်သည့်အလူတန်းလို့သည်ဖြစ်စေကျွန်ုပ်တို့ရက်ကွက်အတွင်းမှလူများအားဖိတ်ကြားခြင်းမရှိတော့ပါဘူး၎င်း၏ကားနှင့်မိတ်ဆွေများကိုတော့သာဖိတ်ကြားပါတယ်ရက်ကွက်အတွင်းမှလူများကိုစေးပေါ်ကြောဖတ်တောင်မလုပ်တော့ပါဘူးတိုက်ဆိုင်ရီလာလို့မဆိုနိုင်ပါဘူးများမကြာမီမှာပဲထိုသူ၏ရောက်ခမကြီးကွယ်လွန်ပါတယ်ထိုသူရဲ့မော်တော်ကားနဲ့မိတ်ဆွေများလာရောက်မေးမြန်းကြပါတယ်တို့ရာတွင်ဖင်ပူအောင်မထိုင်ကြပြန်သွားကြပါတယ်ရက်ကွက်မှလူများလည်းလာရောက်မေးမြန်းဖို့ပင်မရဒါကြောင့်အာတုဘအိမ်မှာအလောင်းနဲ့အိမ်သားများသာရှိပါတယ်အပြင်လူဆို၍ကျွန်ုပ်နဲ့ကိုမြစိန်သာရှိတယ်ကျွန်ုပ်နဲ့ကိုမြစိန်ကတော့ကွာစီကိုတဖြောက်ဖြောက်ဝါရင်စကားစမြည်ပြောနေကြပါတယ်ညနေပိုင်းသို့ရောက်တဲ့အခါမှာကျွန်ုပ်ကချမ်းအေးလွန်လာတဲ့အတွက်ကြောင့်အိမ်သို့ပြန်ပါတယ်ကိုမြစိန်သာလင်းကွာစီတပကံနဲ့ကြံခဲ့ပါတယ်ကိုမြစိန်ကငပူတင်းနဲ့တညလုံးစကားတွေပြောနေကြတယ်မနက်မိုးလင်းတဲ့အခါကျွန်ုပ်နဲ့ကိုမြစိန်လက်ဖက်ရည်ဆိုင်မှာစုံပါတယ်ဘလို့လဲဗျခမညာကမိုးလင်းမယ်လားဟုကျွန်ုပ်ကမေးလိုက်ရာမိုးလင်းတာပေါ့ဗျာအခုမှကိုအာတုဘရင်ကထားပြီးပြန်လာခဲ့တာအိမ်တော်မရောက်သေးဘူးညကတညလုံးဟိုလူကိုလိန်မာရေးချရှိအောင်ဆုံးမနေရတယ်အဲ့ဒီလူကလောကကြီးကြောင်ဘာတစ်ခုမှမသိဘူးဗျတနာစရာတော်ကောင်းတဲ့လူဟုပြောပါတယ်သူကလောကကြီးကြောင်မသိတော့ဘာကြောင်နေသိလဲကိုမြစိန်ရဲ့ဟုကျွန်ုပ်ကမေးလိုက်ပါတယ်ထိုအခါကိုမြစိန်ကလက်ဖက်ရည်ကိုအပီးတက်မော့ချလိုက်ရင်ဒီလူမော်တော်ကားအကြောင်းတွေတိုက်ရင်အကြောင်းတွေအဖိုးထန်တဲ့ခြံကြီးတွေအကြောင်းတွေတော့နောက်တစ်ခေါက်နိုင်ငံခြားကိုဘယ်ပုံဘယ်နည်းသွားရမယ်ဆိုတဲ့အကြောင်းတွေ
အဲ့ဒါတွေတော့ကောင်းကောင်းသိတယ်ဗျဟုပြောပါတယ်။သူသိတာတွေကသူ့ဘဝအတွက်လုံလောက်သားပဲဗျဟုကျွန်ုပ်ကဝင်ပြောတယ်။အဲ့ဒါအရေးမကြီးဘူးဗျ။ဒီလူကလည်းဘာမှမလုပ်တတ်ဘူး။ယောက်ျားဆိုလို့သူနဲ့ကျုပ်နှစ်ယောက်တည်းရှိတာ။နေ့လယ်လောက်မှာခေါင်းဝဲပြီးသူ့ရောက်ခမကိုခေါင်းထဲထည့်ဖို့ကိစ္စရှိသေးတယ်။သူကလည်းမသားဆိုရင်အလွန်ယွန်းဆိုပဲဗျ။ကျုပ်တယောက်တည်းတော့ဒုက္ခပဲဗျာ။အဲ့ဒါကြောင့်ခမကိုအကူညီတောင်းမလို့ခမဖဲသမားဆိုတော့ဒါမျိုးတွေရင်းနှီးမှာပေါ့လို့ကိုမြစိန်ကပြောပါတယ်။တောက်တိတောက်တယ်ဗျာ။ကျုပ်ကတိတ်ပြီးကြောက်တတ်တာဗျ။ကျုပ်ကဖဲသမားဆိုပေမဲ့မသားရင်မှာဖဲရိုက်တဲ့ဖဲသမားမျိုးမဟုတ်ဘူးဗျဟုကျွန်ုပ်ကပြစ်ပြစ်ခါခါညင်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ကျွန်ုပ်လည်းကိုမြစိန်နဲ့လမ်းခွဲခဲ့ပြီးကိုမြစိန်သာလည်းထိုအာသုဘအိမ်၌ရက်လေသည့်အထိဝိုင်း၍လောက်ကင်ပေးနေကြောင်းတွေ့ရပါတယ်။တို့ရာတွင်ငပူတင်းရဲ့ရောက်ခမအလောင်းကိုတော့ခေါင်းတွင်သို့မြေတို့မြေပုံသွင်းလိုက်သည်ကိုကျွန်ုပ်အနေဖြင့်မမေးဖြစ်ခဲ့တော့ပါဘူး။ကျွန်ုပ်ကထိုဖွားကြီးရက်လေသောနေ့မှာရက်လေစွန်းသို့သွားပြီးစားတောက်ပြီးတဲ့နောက်ငပူတင်းနဲ့တူသောအိမ်သို့မသွားဖြစ်တော့ပါဘူး။ထိုသူကလည်းကျွန်ုပ်သည်မိတ်ဆွေမဖြစ်လို့ထိုသူကအပေါ်စားဖဲတို့နဲ့သာတူပါတယ်။အပေါ်စားဖဲတို့ကတဝိုင်းလောက်ကစားတာနဲ့ဖွဖွညက်ညက်ကြည်ပါတယ်။ထိုသူဟာလည်းတခါဆက်ဆံဆယ်ကာလန်းဆိုတဲ့အိမ်ကြီးချင်းမျိုးဖြစ်ပါတယ်။ဒုတိယအိမ်ကြီးချင်းအကြောင်းကိုပြောရန်လိုပါတယ်။အဲ့ဒီအိမ်ကြီးချင်းကကျွန်ုပ်ဤမျက်စောင်းထိုးမှရှိတဲ့အိမ်မှာနေပါတယ်။သူဟာလွန်စွာကုတ်ချောင်းချောင်းနိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူ့ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့သူ့ရဲ့မိန်းမပဲဖြစ်ပါတယ်။အဲ့ဒီမိန်းမကအရန်မောင်ကောင်းတယ်။ပေါင်လုံးကြီးများကြီးပါတယ်။အဲ့ဒီပေါင်လုံးကြီးတွေနဲ့အတူအခြားသောကိုယ်ခန္ဓာစိတ်ပိုင်းတွေလည်းကြီးလှပါတယ်။လမ်းလျှောက်တဲ့အခါခြေတံကိုပြည့်၍လျှောက်တတ်သောကြောင့်မလန့်မကန့်ရှိတဲ့ကကြည့်ရင်ထိုမိန်းမလမ်းလျှောက်လာတာကစင်မကြီးတကောင်တရွေ့လှမ်းလာတာနဲ့တူပါတယ်။ဒါကြောင့်ရှေးလူကြီးတွေပြောတဲ့စင်မရင်သားဆိုတာဒါမျိုးဖြစ်ပါလိမ့်မယ်။အဲ့ဒီမိန်းမကြီးကလူကောင်ထွားသလောက်အတန်ကတော့အလွန်သေးပါတယ်။သူ့ရဲ့အတန်ကပတ်တာကျက်နေတဲ့တကားရဲ့တိုးမီဖွင့်တဲ့အတန်ကဲသို့ပဲတူလွန်းလာပါတယ်။၎င်းတို့လင်မယားလဲအိမ်တက်မင်္ဂလာလုပ်ပါတယ်။၎င်းတို့ရဲ့အိမ်တက်မင်္ဂလာမှာငပူတင်းရဲ့အိမ်တက်မင်္ဂလာနဲ့ကွာပါတယ်။စင်မရင်သားရဲ့ခင်မွန်ကုတ်ချောင်းချောင်းကတိကကျွန်ုပ်တို့ရဲ့ရက်ွက်အတွင်းမှာလူတွေကိုခေါ်ပြီးကျွန်တော်အိမ်တက်မင်္ဂလာလုပ်ချင်တယ်ဗျာ။ဒါပေမဲ့ဘာမှလည်းမလုပ်တတ်ဘူး။ကူညီကြပါဦး။ဟောဒီမှာကျွန်တော်တက်နိုင်တဲ့ငွေကတော့ဒါပါပဲဟုဆိုပြီးငွေတုပ်ကိုချ၍ပေးပါတယ်။လူတွေဖိတ်ဖို့လဲခမားတို့စိတ်တိုင်းကြပဲဖိတ်ပါဗျာ။ကျွန်တော်ကတော့ဒီရက်ကွက်ကလူတွေပဲကြွေးချင်တာပါ။တခြားကျွန်တော်မိတ်ဆွေတွေလည်းမဖိတ်တော့ပါဘူးလို့ပြောပါတယ်။ထိုအခါကိုမြစိန်ကြီးကငွေထုတ်ကိုကောက်ရီကိုင်းပြီးနောက်ဖုန်းကြီးเจ้าကိုတော့အောင်မင်္ဂလာကျောင်းတိုက်ရဲ့ပါဠိတက္ကသိုလ်ကျောင်းရဲ့ပေါင်းပြီးပင့်လိုက်မယ်လေ။ကြွေးတာကတော့မန်းလေးကြာစမ်းချက်ဆိုရင်ကောင်းတယ်။ဆိုပြီးကြံသောသူများနဲ့တိုင်ပင်၍စတင်စီစဉ်มาတော့တယ်။ကုတ်ချောင်းချောင်းလူကတော့ခမားတို့ကြိုက်သလိုသာလုပ်ကြပါဗျာဟုပြောပါတယ်။ထို့နောက်တွင်ကကျွန်ုပ်တို့ရက်ွက်သူရက်ွက်သားများအထူးသဖြင့်ကျွန်ုပ်တို့လမ်းထဲကလူများကမိမိအိမ်ကဲ့သို့သဘောထားပြီးထိုအိမ်သို့ဝင်ကြထွက်ကြချက်ကြပြုတ်ကြလှုပ်ကြကန်ကြပြုလုပ်ကြပါတယ်။စင်မရင်သားမကြီးကလည်းအပြောဆိုညက်ပါတယ်။အားလုံးကိုအဆင်ပြေအောင်ခေါ်ပြောဆက်ဆံပါတယ်။သူ့ရဲ့ဦးလေးအရွယ်ရှိနေပြီဖြစ်သောကျွန်တော်ကိုပဲဦးလေးလို့မခေါ်ပဲအကိုဟုခေါ်ပါတယ်။သူ့ရဲ့အကိုဆိုတဲ့အတန်ကအကိုစစ်မဟုတ်ပဲစောင်းစကားမှာကင်မလေးဖြစ်တရုပ်ဆောင်ရတဲ့ဆန်ရှားတင်ကတော်လန်ရေးရဲဘော်ဖြစ်တရုပ်ဆောင်ရတဲ့ထုံးဝေအားခေါ်တဲ့ကဲ့သို့အကိုဆိုတဲ့အတန်ထွက်နေပါတယ်။အကိုကျမတို့အိမ်ကိုနေ့တိုင်းလာလေရမယ်နော်။ညီမတို့ကအဖော်ရှိတာမဟုတ်ဘူးပြင်းနေမှာဆိုပြီးမျက်လုံးဝိုင်းကြီးများနဲ့ဝင်၍ပြောလိုက်တဲ့အခါကျွန်ုပ်ဤတကူလုံးသည်ငပြောသည့်6ကဲ့သို့ရှုံရည်သွားပါတော့တယ်။စင်မရင်သားကြီးကကျွန်ုပ်တို့အားလုံးကိုအကိုဆိုပြီးခေါ်နေတယ်။ဒါကြောင့်ကျွန်ုပ်တို့လမ်းထဲမှာ
တန်တန်ဆိုတဲ့မိန်းကလေးကကျွန်ုပ်ရဲ့နဘေးမှကပ်ပြီးထင်းများကိုတည်သွားရင်အက်ကိုထင်းကလေးပါလေဝိုင်းတယ်ပါအောင်ဟုကျွန်ုပ်အားလှောင်ပြောင်သွားပါတော့တယ်ဒီလိုပဲကုတ်ချောင်းချောင်းငတိနဲ့စင်မရင်သားတို့ရဲ့အိမ်တက်မင်္ဂလာပွဲဟာစီကားတိုင်းမြိုက်စွာပြီးဆုံးသွားပါလေတော့တယ်ဒီချိန်ကစားပြီး၎င်းတို့တို့သည်လည်းဒီရက်ကွက်မှာမြေကရန်ပေးစလွန်ခဲ့သောနှစ်ပေါင်း90ကပဲနေခဲ့ကြသည့်လားရက်ကွက်သူရက်ကွက်သားစစ်စစ်ကြီးဖြစ်သွားပါတော့တယ်အထက်ပါဖြစ်ပြက်များဖြစ်ပွားပြီး3လခန့်ကြာတဲ့အခါတန်းတန်းဆိုသောမိန်းကလေးကကျွန်ုပ်၏ဆိုင်သို့ဝင်လာပြီးအကိုဟိုဆောင်တွဲကြောင့်သိပြီးပြီလားဟုမေးပါတယ်ဟဲ့ငါမသိဘူးဘာဖြစ်လို့လဲဟုကျွန်ုပ်ကပြန်၍မေးလိုက်ပါတယ်ယောက်ျားလုပ်တဲ့လူကအဓိပတိဇိမ်ပွဲစားကြီးဆိုပဲကောင်မကလည်းမူရစေဝါကယ်ရီလို့ပြောတယ်အရင်ကတရုတ်တထေးတူရဲ့မရင်ငယ်တဲ့ကောင်မရောအကောင်ရောမန္တလေးမှာအဖမ်းခံနေရပြီလို့ပြောပါတယ်ဟုတ်ချင်လဲဟုတ်မှာပေါ့လို့ကျွန်ုပ်ကပြောလိုက်ပါတယ်တန်တန်ကကဲသွားမယ်အကိုဟုပြောပြီးကျွန်ုပ်အားနောက်တီးနောက်တက်လှုပ်သွားပါသေးတယ်ထို့နောက်တွင်တော့ထိုစုံတွဲ၏တည်င်းမှဟိုမှဒီမှအနက်ထွက်လာပါတယ်အမှန်စင်စစ်လဲထိုစုံတွဲကအိမ်ကိုတော့ပိတ်ပြီးတလခန့်ပြောင်းနေပါတယ်ပြန်လို့လာတဲ့အခါမှာပစ္စည်းများအပြည့်ကားနဲ့တင်ပြီးပြန်လာကြခြင်းဖြစ်ပါတယ်ပုံရည်ကြီးထုံများတနခါတုံးများပြားရည်ပလင်းများမှအစအတော်ကလေးအစုံလင်ပါလာပါတယ်အကိုရေတာတို့သာခေါ်ပြီးတော့ညီမတို့လင်မယားအညာမှာတဲပုံစီတီတောင်မကြမ်းအောင်ဖះတွေလိုက်ဖူးနေတာလို့ပြောပြီးကျွန်ုပ်အားပုံရည်ကြီးထုံနှစ်ထုံနဲ့ထိုးမုံနှစ်ထုပ်ပေးပါတယ်ကျွန်ုပ်လည်းကျေနပ်ရည်သွားပါတယ်ဒါကြောင့်တာတို့ပင်ခေါ်လိုက်ပါသေးတယ်တန်းတန်းမှာတော့ရှင်မတောင်တနခါနှစ်တုံးရတယ်သူလည်းကျေနပ်သွားပုံရပါတယ်ကိုမြစိန်ကြီးကတော့ပုံရည်ကြီးထိုးမုံပြားရည်အပြင်ညာဦးမဝယ်လာသောရွှေရောင်ယွန်းစီကရက်ဘူးကလေးတစ်ဘူးကိုပင်ရလိုက်တော့ကြောင့်တာတို့ခေါ်ပါသေးတယ်ဒီအိမ်ကြီးချင်းအားကိုယ့်ရုပ်ကားရပုံမြင်နေတဲ့တစားစင်ထားတဲ့ပလတ်စတစ်ဖဲတုံးနဲ့တူပါတယ်ကြည့်ရတာကတော့လျှက်ပေါ်လော်လီတယ်လို့ထင်ရပေမဲ့ထိုဖဲတုံးကအကစားခံတော့ကြောင့်ဖဲသမားတို့နှစ်သက်ကြသည်သာတည်းတတိယအိမ်ကြီးချင်းအကြောင်းကိုပြောပြရန်လိုပါသည်ထိုအိမ်ကြီးချင်းကကျွန်တော်ဤအိမ်နဲ့ကက်လျက်အိမ်ကိုဝဲပြီးအိမ်သစ်ပြင်ဆောက်ပြီးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်သူ့ရဲ့နာမည်ကကိုစိန်ဖေဖြစ်ပါတယ်သူကမူလာတန်းကျောက်အုပ်လုပ်ခဲ့တယ်ဟုသိရပါတယ်စကားပြောရင်သူ့ကိုယ်သူဆရာတို့ကလို့ခေါင်းစဉ်တက်ပြီးပြောလေးရှိပါတယ်သူသည်ထိုအိမ်၌အိမ်ပြင်ဆောက်ပြီးသည့်အခါကျွန်ုပ်ဤမြေကို6လက်မှခိုးပြီးဆောက်ပါတယ်သူ၏အိမ်ကောင်းရင်မှလာပြီးဆောက်သူကလည်းသူ့ထံကမြေ6လက်မှပြန်ပြီးခိုးယူပြန်ပါတယ်ထိုအခါကိုစိန်ဖေကမခံမရက်ဖြစ်ပြီးမြေတိုင်းစည်းကိုခေါ်ကာမြေတိုင်းပါလေတော့တယ်6လက်မှခိုးယူထားကြောင်းထင်ရှားပြီးကိုစိန်ဖေကရက်ကွက်လူကြီးတွေကိုပြသကာတိုင်တန်းပါလေတော့တယ်ဒါကြောင့်သူ့ရဲ့ခေါင်းရည်အိမ်ကလူကရေတချောက်ကြီးကိုဖျက်ပစ်လိုက်တယ်ပတင်းပေါက်ကတကားတွေကိုအသေးပိတ်ပစ်လိုက်ပါတယ်ပတင်းပေါက်ပေါ်မှာပြုလုပ်ထားတဲ့ဆန်းရှိတ်ကိုပင်ဖြိုချပစ်လိုက်ရပါတယ်ဒီကိစ္စတွေပြီးသွားတဲ့အခါကျွန်ုပ်မှလည်းဖဲဝိုင်းမရှိတာကြောင့်အားလက်နေသည်ဖြစ်ရာတစုံတစ်ယောက်ကိုပြဿနာရှာဦးမှာပဲလို့တွေးပြီးမြေတိုင်းစည်းကိုခေါ်၍မြေတိုင်းခိုင်းလိုက်ပါတော့တယ်ထိုအခါဆရာဦးစိန်ဖေသည်ကျွန်ုပ်ထင်ထားတဲ့ကဲ့သို့ကျွန်ုပ်ဤမြေကို6လက်မှခိုးယူထားခြင်းမဟုတ်တပေတိတိခိုးထားကြောင်းတွေ့ရလျင်ကျွန်ုပ်လည်းရက်ကွက်လူကြီးများကိုပြသပြီးတိုင်တန်းရပါတော့တယ်ဓာတ်ပုံများရိုက်ကူးပြီးမှတ်တမ်းတင်ရပါတယ်ဆရာဦးစိန်ဖေကမျက်ဖြူဆိုင်လေပြီသူဤခေါင်းရည်အိမ်ကလူကိုလှုပ်တဲ့ကဲ့သို့ကျွန်ုပ်ကသူ့အားလှုပ်ရပါမူသူဤအိန္ဒိယန်တစ်ချမ်းလုံးဖြိုချပြရပါတော့မယ်ဒါပြင်ဦးစိန်ဖေရဲ့အိမ်ခေါင်းရင်းကလူကကျွန်တော်တို့အိမ်ကိုမဖိတ်ပဲရောက်ရလာလဲပါတယ်ထို့နောက်အဲ့ဒီလူကမိတ်ဆွေကြီးမှုကိုကြုတ်ဝဲခြင်းလိုက်တာဗျာဘာမှမဟုတ်ပါဘူးဒီလူကြီးကိုနှိပ်စက်ခြင်းလို့ပြောင်ပြောင်တင်းတင်းပြောပါတယ်ကျွန်ုပ်ကလည်းထိုလူကြီးအားဆရာတို့ကဟုပြောလို့ရှိအောင်
နားကလောနေတာကြောင့်ကျွန်ုပ်အမှုကိုမရောက်နိုင်ပါဘူးရှိုးသမားစကားပြောရပါမူထိုတလဲ့တွင်ရှိသမျှပုံရိပ်ရှိုးလုံးမဲ့အလဲဖြစ်ပါတယ်ကျွန်ုပ်ကဦးစိန်ဖိန်ကြီးအားဘလို့လဲဆရာကြီးဟုမေးလိုက်ရာဦးစိန်ဖိန်ကြီးကကျုပ်လဲမတိုင်းမီပဲစောင့်မိလိုက်တာပါဗျာအိမ်ကြီးချင်းတွေပဲမြေကလေးတစ်ထွားတမိုက်အတွက်နင်လားငါလားပြောချဆိုကြဖို့မလိုပါဘူးကျုပ်တို့တောမှာဆိုရင်သူ့မြေကိုမြေတလန်နှစ်လန်ဝင်ပြီးစောက်ကြတာပါပဲဟုပြောပါတယ်တောမှာတော့ဟုတ်ပါလိမ့်မယ်ဆရာကြီးမြို့မှာဆိုတော့မရဘူး6လက်မလောက်ကိုမြေတွေရောက်နေရင်တချို့ဆိုရေတကြောက်တွေဖြတ်ခိုင်းပဒင်းပေါက်မိုးတွေဖြိုခိုင်းဒီလိုလုပ်ကြတယ်မဟုတ်လား6လက်မဆိုရင်တော့ကျုပ်အနေနဲ့ဘာမှမပြောပါဘူးအခုဟာတပီးပြအဲ့တော့ကျွန်တော်အနေနဲ့မတရားလည်းမလုပ်ချင်ပါဘူးဆရာကြီးလုပ်တဲ့နေ့တိုင်းပဲကျွန်တော်မြေကိုကျွန်တော်လိုချင်တယ်ကျွန်တော်မြေထဲရောက်နေတဲ့ဆရာကြီးရဲ့အဆောက်အဦဖြတ်ပေးဖို့ပါပဲဟုကျွန်ုပ်ကပြောလိုက်ပါတယ်ဦးစိန်ဖေရဲ့မျက်နှာကဝါဝင်၌စွတ်ပစ်ခြင်းခံရသောနတ်အုံဒီကဲ့သို့ရှုံတွားရည်သွားပါတော့တယ်အင်ကိုဖြတ်ပြရန်အခက်အခဲရှိသောဦးစိန်ဖေကကျွန်ုပ်အားငွေ3000အယောပေးရပါတော့တယ်ကျွန်ုပ်ရဲ့မြေတစ်ခွက်လုံးဝယ်ရင်ပင်3000နဲ့ပင်ရနိုင်ပါတယ်အခုမူမြေတစ်ပေအတွက်ငွေ3000ကိုကျွန်ုပ်ကလက်ဖြောက်တီးပြီးယူလိုက်ရပါတယ်ဦးစိန်ဖေကြီးဟာကစားလိုက်တာနဲ့ခါကျိုးသွားတဲ့8-3လုံးဖဲတုံးနဲ့တူပါတယ်ကျွန်ုပ်ကတော့ကလပန်ထိုးရခတ်တဲ့ A1 ဖဲတုံးနဲ့တူတယ်တို့ရာတွင်ကျွန်ုပ်တို့တို့သည်အိမ်နီးချင်းများသာသည်စတုထအိမ်နီးချင်းအခုပြောပြရန်လိုဒီမှာစတုထအိမ်နီးချင်းကြောင့်ဖြစ်ပါတယ်ထိုသူကကျွန်ုပ်ရဲ့အိမ်မှာလက်ရဘက်မျက်စောင်းတို့နေရာလောက်မှာနေတဲ့သူဖြစ်ပါတယ်ထိုသူရဲ့နာမည်ကတော့ကိုချစ်သေးလို့ခေါ်ပါတယ်ထိုသူမှာတော့အပြစ်ပြောရန်များများဆဆမရှိပါဘူးဒါပေမဲ့မျက်စိနောက်စရာတစ်ခုတော့ရှိပါတယ်လမ်းသွားရင်လက်တစ်ဖက်နဲ့ပစိုးကိုမားပြီးသွားခြင်းဖြစ်ပါတယ်တခြားသောလက်တစ်ဖက်ကတော့ဂိုင်းနှစ်ဖက်ပါတဲ့အိတ်တစ်ခုကိုဆွဲပြီးသွားတတ်ပါတယ်ဒါကြောင့်ကျွန်ုပ်တို့ကထိုသူကိုပစိုးမအိတ်ဆွဲကိုချစ်သေးလို့ခေါ်ကြပါတယ်ကျွန်ုပ်တို့အိမ်၌ဧည့်သည်ရောက်ရင်ကိုချစ်သေးအကြောင်းကြားရပါတယ်ကိုချစ်သေးမှာပုံစံစာရွက်ကလေးရှိတယ်ကျွန်ုပ်တို့ကအကြောင်းကြားရင်ကိုချစ်သေးကထိုပုံစံစာရွက်တွင်အိမ်ရှင်မည်ဧည့်သည်မည်လာရောက်မည်ကိစ္စမှတ်ပုံတင်နံပါတ်စသည်များကိုရေးဆွဲပြီးလက်မှတ်ထိုးပေးရပါတယ်တခုထူးဆန်းတာကကျွန်ုပ်ကဧည့်သည်ရောက်တိုင်းသွားရောက်အကြောင်းကြားသည့်အခါတိုင်းကိုချစ်သေးထံမှထိုစာရွက်မျိုးနောက်ဆုံးတစ်ရက်သာကျန်တဲ့အခါတိုင်းကြီးတိုက်ဆိုင်နေတတ်ပါတယ်ဒီစာရွက်တစ်ရက်ကနောက်ဆုံးပဲကိုပါသိရင်စာရွက်တွေလည်းရရအောင်မယ်ဗျာဖျောင်းဆက်ကူကအခုဆိုအရင်ဈေးနဲ့မရတော့ဘူး9ကျပ်လောက်ပေးရတယ်စကူကလည်းဈေးကြီးတယ်ဗျဒီတစ်ခါတော့အလွန်ငွေကောက်မှဖြစ်မယ်ဟုပြောလေးရှိပါတယ်ထိုအခါကျွန်ုပ်ကကိုချစ်သေးရဲ့ကောက်ဆိုကျုပ်ကားပဲအလွန်ငွေစထည့်ပေးရစီလို့ဆိုပြီးငွေတစ်ချက်ထည့်ခဲ့ရပါသေးတယ်ကျွန်ုပ်တို့တလန်းလုံးကကိုချစ်သေးအားလေးစားကြပါတယ်သူကရုံးတရုံမှရုံးလူလင်တယောက်ဖြစ်ပါတယ်သို့ပေမဲ့ကျွန်ုပ်တို့လမ်းတွေနိုင်မှာတော့ကျွန်ုပ်တို့ကကြည်ကြည်နက်နက်ကြီးလူကြီးအရာတင်မြောက်ထားတာပါသူကလူကြီးပေသားပါတယ်လမ်းထဲမှာသူ့ကိုအတိမပေးပဲဘာကိုမျှလုပ်လို့မရပါဘူးသူ့ကိုအတိမပေးပဲလုပ်ရင်သူလုံးဝမကြိုက်ပါဘူးသူ့ကိုအတိပေးပြီးလုပ်ရင်တော့ဘာမဆိုလုပ်ရပါတယ်သို့တော့သူနဲ့ညှိနှိုင်းဖို့တော့လိုပါတယ်ကျွန်ုပ်တို့အနေနဲ့လည်းညှိနှိုင်းရရသောအဆင့်ကိုပင်သဘောကျလာပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်ုပ်တို့နဲ့သူကအလွန်အဆင်ပြေနေပါတယ်တို့ရာတွင်ကိုချစ်သေးမှာပေါင်းရသိမ်းရခက်တဲ့အချက်အလက်များရှိပါသေးတယ်ဒီအချက်လက်တွေကတော့သူဤဘုဒ္ဓတာနေမှုအကြမ်းမြင်မကြွယ်မှုနေရတကာပုံသေးကားကြလှုပ်တက်မှုတို့ပင်ဖြစ်ပါတယ်ဥပမာဆိုရရင်ကျွန်ုပ်တို့အားမိုးတွင်အချိန်၌ရေလောင်းအိမ်သာတွင်ပြုလုပ်ရန်ဇွတ်တိုက်တွန်းခြင်းများမိုးတွင်မှတူရင်တွင်းပြိုလွယ်ပြီးရေများဝင်လာကြောင့်အုပ်စီပယံကိုင်းလုပ်ငန်းများ၌အခက်အခဲတွေ့ရပါတယ်ရေထုတ်ပြရင်ကလည်းအလုပ်များပိုပါသေးတယ်မိုးရွာနေတာကြောင့်ကျွန်တော်တို့က
မိုးကုံမှာလုပ်ပြစေလို့ပြောတော့လဲကိုချစ်သေးကမရပါဘူးဒါတော့ကျုပ်မပြောတတ်ဘူးစီမံချက်ပဲဆိုပြီးကိုချစ်သေးကပြောပါတယ်ကျွန်ုပ်တို့မှလည်းလောက်ကြရပါတယ်ဈေးစကားကလိုအပ်သည့်ထက်နှစ်ဆခန့်ကုန်ကြသွားပါတယ်ဒီဖြစ်မျိုးနဲ့ကြုံတဲ့အခါကျွန်ုပ်တို့ကကိုချစ်သေးအားစိတ်မဆိုးလို့တော့လဲကျွဲမိတူရပါတယ်သို့ပေမဲ့ကိုချစ်သေးကကျွန်ုပ်တို့ရဲ့အိမ်ကြီးချင်းပဲဖြစ်ပါတယ်သူကညီသည့်မျိုးစားဖဲတုံးနဲ့တူသည်ဟုကျွန်ုပ်အနေနဲ့မပြောတတ်အောင်ရှိနေပါတော့တယ်။သို့ပေမဲ့ကျွန်ုပ်တို့ဖဲသမားကြိုက်ဖဲတုံမျိုးမဟုတ်တာကတော့သေချာလာပါတယ်။ကျွန်ုပ်တို့လမ်းသူလမ်းသားများကကျွန်ုပ်တို့တလန်းလုံးအားအုပ်ချုပ်ရန်အတွက်လူများကိုရွေးကြရပါတယ်။ထို့သို့ရွေးချယ်ရာတွင်ကျွန်ုပ်တို့တဦးချင်းအနေနဲ့ကြိုက်တော်သူဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။သို့ပေမဲ့ကျွန်ုပ်တို့ဟာမှားယွင်းရွေးချယ်မိသည်ဟုမရှိသေးပါမိမိကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်နေမယ်တို့ရာတွင်ကျွန်ုပ်တို့သည်လူကြီးဖြစ်ထိုက်သူကိုသာအစဉ်တစ်ဖြစ်ရွေးချယ်မိပါတယ်အဖေကြောင့်ဆိုတော့ကျွန်ုပ်တို့သည်ကိုချစ်သေးကိုသာအစဉ်တစ်ဖြစ်ရွေးချယ်မိနေသောကြောင့်ဖြစ်ပါတယ်ကိုချစ်သေးကကျွန်ုပ်တို့၏လူကြီးဖြစ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အိမ်နီးချင်းလည်းဖြစ်ပေပါတော့တယ်ပင်စမအိမ်နီးချင်းပင်စမအိမ်နေချင်းအကြောင်းကိုပြောရန်လိုပါသေးတယ်။ထိုသူကကျွန်ုပ်၏အိမ်ချေရင်းတွင်လာရောက်ငှားရမ်းနေထိုင်တော်သူတစ်ယောက်ဖြစ်ပါတယ်။အသက်ကတော့ကြီးလာပြီဖြစ်တယ်။မုတ်စိတ်မွေလည်းထားတယ်။အဲ့ဒီမုတ်စိတ်မွေတွေကိုကလည်းဆွတ်ဆွတ်ဖြူနေကြပါပြီ။အဲ့ဒီအိမ်နေချင်းကတရုတ်ကပြဖိုးကြီးဖြစ်ပါတယ်။သူ့ကိုကျွန်ုပ်တို့ကအတဲကြီးလို့ခေါ်ကြပါတယ်။သူကတကိုးရီတခါရသမားတူဖြစ်တယ်။ညနေဆောင်တာနဲ့တပြိုင်နက်သူ့ရဲ့အိမ်ရှိမှရှိတဲ့ကွပ်ပစ်ကလေးပေါ်မှာထိုင်နေလေရှိပါတယ်။ဝါရက်တောင်လေးကိုလည်းတစ်ဖြတ်ဖြတ်ခတ်နေတယ်။သူ့ရဲ့ရှိမှလွန်စွာသွေးကွေးသောရေနွေးခရားလေးတစ်လုံးရှိပါတယ်။ရေနွေးပကံများမှာလည်းလွန်စွာမှသေးလွန်လှပါတယ်။သူဟာရေနွေးကိုမကြာခဏငှဲ့တောက်တတ်ပါတယ်။အဲ့ဒီနောက်ရက်တောင်ကလေးတစ်ဖြတ်ဖြတ်ခတ်ပြီးလောကကြီးကိုနှစ်ချိုက်စွာကြည်နေတတ်ပါတယ်။ကျွန်ုပ်တို့အိမ်နီးချင်းတွေကသူ့ထံသို့သွားပြီးစတင်မိတ်ဆက်ကပေါင်းတင်ကြပါတယ်။သူ့ရဲ့ကွပ်ပစ်ပေါ်မှာဝင်းပြီးထိုင်ကြတယ်။သူ့ရဲ့ယူနီခရာအိုငှဲ့ကြတယ်။ပြီးတော့ရေနွေးကိုတောက်ကြတယ်။သူကရေနွေးကုန်သည်နဲ့တပြိုင်နက်ကြပြာကေအားထားပြီးထည့်ပါတယ်။အားနာစရာပဲ။ကျွန်တော်တို့လာတောက်တာနဲ့အတေးရေနွေးလဲကုန်ပြီလို့ကျွန်တော်တို့ကအားနာပါနာပြောကြပါတယ်။ထိုအခါထိုအိမ်ကြီးချင်းကရင်နွေးတခရာနဲ့မိတ်ဆွေရတာကိုပဲကျုပ်ကကျေးဇူးတင်လာပါပြီ။ကျုပ်ကိုလူတွေကအတဲကြီးတဲ့အဲ့လိုခေါ်တဲ့နေရာစားပြီးကျုပ်လည်းရင်နွေးပဲတဲနေရတာပဲဟဲဟဲဆိုပြီးရီးပြီးပြောနေပါတော့တယ်။အတဲကြီးကလွန်စွာရည်စရာပြောတတ်ပါတယ်။ကျွန်ုပ်တို့အနေနဲ့တနေ့ကုန်တနေ့ကန်းအလုပ်လုပ်ကြရတယ်။ဒါကြောင့်မကျေနပ်မှုတွေအားလို့အားမရဖြစ်မှုတွေမခံချင်ပွဲရာတွေရှင်တထိတ်ထိတ်အသေးတဖိုးဖိုးကိစ္စတွေနောင်တရစရာတွေစတဲ့အထွေထွေရရက်သောစိတ်ဝေဒနာများကိုသိမ့်ပိုက်ပြီးအိမ်သို့ပြန်လာခဲ့ကြပါတယ်။ထို့နောက်အတဲကြီးရဲ့ကွပ်ပစ္စည်းသို့ရောက်ခဲ့ကြတယ်။အတဲကြီးကတနည်းမဟုတ်တနည်းဆိုသလိုကျွန်ုပ်တို့သိမ့်ပိုက်ထားတဲ့အရာတွေကိုခြေဖြတ်ပစ်ပေးတတ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်မချမ်းမြေ့မှုတွေကိုစေးကြောပေးတတ်ပါတယ်။အဘဲကြောင့်ဆိုတော့အတဲကြီးဒီကျွန်ုပ်တို့လောကကြီးကိုမြင်တဲ့ကဲ့သို့သူကမမြင်ပါကျွန်ုပ်တို့လောကကြီးကိုခတ်သောတရံနဲ့မြင်တယ်အတဲကြီးကခတ်လွယ်လွယ်မြင်တယ်ကျွန်ုပ်တို့ကညီးတွားသောဘက်ကကြည့်ရှုတယ်အတဲကြီးကရီမောသောဘက်ကကြည့်ရှုပါတယ်ကျွန်ုပ်တို့အားအစဉ်တစ်ဖြစ်ရီမောတရံသင်ကြားပေးပါတယ်ဥမာတစ်ခုဆိုရပါမူတစ်ခုသောညနေမှာကိုမြစိန်သည်အတဲကြီး၏ကွပ်ပြစ်သို့ရောက်လာပါတယ်ကျွန်ုပ်တို့ဒီလည်းအတဲကြီးကွပ်ပြစ်တွေရောက်နေကြပါတယ်ကိုမြစိန်မမြင်တာ2ရက်3ရက်ရှိပြီဘယ်ရောက်နေတာလဲလို့အတဲကြီးကမေးပါတယ်မပြောပါနဲ့တော့အတဲကြီးရဲ့ဆိုပြီးကိုမြစိန်ကပြောပါတယ်အဲ့ဒီမပြောပါနဲ့ဆိုတာကိုပဲပြောပါအောင်ဗျာဆိုပြီးအတဲကြီးကပြောပြန်ပါတယ်ဒီလိုအတဲကြီးရဲ့ကျွန်တော်တို့နာကောင်မလေးတယောက်ရှိရလေအဲ့ဒီကောင်မလေးယောက်ျားရလိုက်တာကိုကျွန်တော်မသိဘူးကျွန်တော်တွေမဟုတ်ဘူးတရက်ကွက်လုံးလည်းမသိဘူးသူ့ယောက်ျားလေးက
customer လုပ်တယ်နေကိုအလုပ်တာဝန်နဲ့တွားရတယ်ဆိုပဲကောင်မလေးကိုဝင်ရလာပြီးဘိုက်ကလေးတနေ့ထက်တနေ့ဖောင်းလာမှယောက်ျားရမှန်သိတော့တာမနေ့ကဘိုက်နာလို့ဆေးရုံကျွန်တော်ပဲလိုက်ပို့လိုက်ရသေးတယ်ကြောင်မြောင်းစည်းနာကတားဖွားဆေးရုံလေအတေးကြီးသိတယ်မလားအဲ့ဒီဆေးရုံလိုက်ပို့လိုက်ရတာကလေးမွေးခါနီးမှအဲ့ဒီကောင်မလေးအော်လိုက်တာဗျာတအားပဲအတေးကြီးဟာဆေးရုံနာကဈေးတယ်တွေတောင်လန့်သွားကြတယ်အဲ့ဒီကောင်မလေးကိစ္စလိုက်ပြီးလှုပ်ပေးနေရတာနဲ့သူ့ယောက်ျားကလည်းနေမာလေးသူ့အမေကြီးကလည်းအိုလာပြီဒီကောင်မလေးနဲ့ဗျာယောက်ျားယူတော့ကတော့ကျုပ်တို့မသိလိုက်ရပါဘူးခလေးမွေးမှတစည်းလုံးလက်မတက်ဖြစ်ရတော့တာပဲလို့ကိုမြစိန်ကပြောနေပါတယ်ထိုအခါအတဲကြီးကမိန်းကလေးတွေကအမြောက်နဲ့တူတယ်ကိုမြစိန်ရဲ့အမြောက်ဟာကြည်စံထဲတဲ့အခါမှာရန်သူဘက်ကလည်းမသိလိုက်ဘူးကိုယ့်ဘက်ကတော့မသိလိုက်ဘူးပြစ်လိုက်ပြီဆိုရင်တော့ကိုယ့်ဘက်ကလည်းကြားရတယ်ရန်သူဘက်ကလည်းကြားရတယ်အမြောက်ဆိုတာကြည်စံထဲတဲ့အခါအတန်မမီဘူးပြစ်တဲ့အခါမှာအားကြီးကျဲတာလို့ပြောလိုက်တဲ့အခါကျွန်ုပ်သည်ဥတက်မတက်ရီမောရပါတော့တယ်ထိုအခါတွင်လဲကျွန်ုပ်ကဟောဟုတ်ငပုတင်းနဲ့တူတဲ့လူကိုကြည့်ရတာကျွန်တော်မျက်စီထဲမှာအတော့ကိုခွာကြတယ်ဗျဒီလူဟာအတော့ကိုခြေပြားထောက်တဲ့သူဗျကျွန်ုပ်ကဒေါ်နဲ့မော်နဲ့ပြောလိုက်ရအတဲကြီးကခြေပြားထောက်တာဟုတ်ရှာမယ်မထင်ပါဘူးကိုပါသိရဲ့ဖနှောက်နှစ်ဖက်လုံးတန်ဆူးထားလို့နည်းနည်းကြွပြီးရှောက်တာထင်ပါတယ်အဲ့လိုထင်လိုက်ရင်မောင်ပါသိန်းအတွက်စိတ်ချမ်းသာဖို့ရှိပါတယ်လို့ပြောလိုက်ရာကျွန်ုပ်ဤဒေါသများသည်အတော်ကြမ်းပြေပြောက်သွားပါတော့တယ်ထိုအခါတွင်လဲကိုမြစိန်ကအတဲကြီးရေနံစီတွေရှားနေပြီလို့စကားဆလိုက်လင်အတဲကြီးကဒီပစ္စည်းရှားတင်တာကြပြီလျှက်စစ်မီးကိုထွင်တဲ့အဲ့ဒီစင်မွေးကလေးကရေနံစီဆိုတာဒီကဘာပေါ်ကပျောက်သွားတင်တာကြပြီဘာဖြစ်လို့များအခုမှ तू ကရှားနေရတာလဲတတော့နောက်ကျနေပြီလို့ပြောလိုက်ရာကိုမြစိန်အေးမကျေနပ်မှုလဲလွင့်ပါပျောက်ကွယ်သွားရပါတော့တယ်တခါမှကျွန်တော်ကဟိုလူကဟိုဌာနပေါ့ဒီလူတိတ်ပြီးစားတယ်လို့ပြောလိုက်ရာအတဲကြီးကစားမှာပေါ့ကိုပါသေးရဲ့ပါဇက်ကြီးနယ်ကိုကွယ်ဆိုပြီးရှွတ်နောက်နောက်ပြော၍ကျွန်ုပ်ဤအမနာပါစကားများကိုဖြတ်ပစ်တတ်ပါတယ်တခါမှလဲကျွန်တော်ရောကိုမြစိန်မှာနှုတ်မုတ်ခွဲတဲ့မရသဖြင့်မကြေမနက်ဖြစ်ရင်အတဲကြီးရဲ့ကွက်ပစ်တို့ရောက်သွားကြပါသေးတယ်ဒီနှုတ်မုတ်ဟာဒီကောင်ရောင်းစားမှာလို့မကြေမနက်နဲ့ကိုမြစိန်ကပြောလိုက်ရာအတဲကြီးကချစ်တဲ့ကနှုတ်မုတ်ကိုရောင်းစားမှာအမှန်ပဲကွမင်းတို့နှစ်ယောက်တယောက်ရသွားရင်လဲရောင်းစားမှာပဲဘာဖြစ်လို့လဲဆိုတော့မင်းတို့မှလည်းနှုတ်မုတ်တိုက်ရတဲ့ကလေးရွယ်ကလေးမှမရှိပဲရောင်းစားရမှာပေါ့ကွာအဲ့တော့မင်းတို့နှစ်ယောက်ရဲ့ချစ်သေးရဲ့ရောင်းစားမဲ့လူ၃ယောက်ထဲမှာအရာတဆုံးကချစ်သေးပဲကွာဘာဖြစ်လို့လဲဆိုတော့ तू ကခွဲတန်းစင်းတွေလောက်ရတယ်လေပစ္စည်းတွေသွားထုတ်ရတယ်အဲ့တော့ပင်မန်းတဲ့ကျေးဇူးအတွက်အဲ့ဒီနှုတ်မုတ်ဘူးကိုသူ့ပဲယူသင့်ပါတယ်နောက်တစ်ချက်သူ့ပဲယူသင့်တဲ့အကြောင်းကတော့သူဟာတို့ရဲ့လူကြီးမဟုတ်လားလို့ပြောပါတယ်ထို့နောက်ကျွန်ုပ်တို့အတွက်ရွှေနွေးချမ်းများငှဲ့ပေးပါတော့တယ်ကျွန်ုပ်တို့ဒီရွှေနွေးချမ်းတယောက်တစ်ခွက်စီတောက်ပြီးကျွန်ုပ်ကဒီတစ်ခါတော့ကိုချစ်တဲ့ကိုလူကြီးတင်လို့မဖြစ်တော့ဘူးဟုပြောတဲ့အခါမှာအတဲကြီးကအေးဟုတ်တယ်မတင်နဲ့ကွာဒါပေမဲ့နောက်တင်မဲ့လူကြီးရဲ့မှာငါနာမည်မပါစေနဲ့ငါမလုံနိုင်ဘူးကွာကျန်တဲ့လူတွေကိုပဲရွေးကြဆိုပြီးပြောပါတယ်ထိုအခါကိုမြစိန်ကငပူတင်းကိုလူကြီးတင်ရန်ပြောရာကျွန်ုပ်ကကန့်ကွက်လိုက်ပါတယ်ငပူတင်းတော့မလုပ်ပါနဲ့ကိုမြစိန်ရဲ့ဟိုလူကခြေပြားတိတ်ထောက်တာဗျာဟုကျွန်ုပ်ကပြောတယ်ထိုအခါကိုမြစိန်ကဒါဆိုရင်လဲနောက်တစ်ယောက်အကြံပြုအောင်မယ်ဟုဆိုပါတယ်ထိုအခါကစင်မရင်သားကြီးရဲ့ယောက်ျားကုတ်ချောင်းချောင်းလူကိုတင်ရန်ပြောပါတယ်ထိုအခါကိုမြစိန်ကအဲ့လူကတော့မဖြစ်ဘူးကွာတိတ်ပြီးလေတာကိုလူရဲ့ခေါင်းရင်းအိမ်ကကျောင်းဆရာကြီးကိုတင်ရောမကောင်းဘူးလားလို့ပြောပါတယ်အဲ့ဒီလူတော့မလုပ်ပါနဲ့ဗျာဒီလူကြီးကဒီတိုင်းနေနေတောင်ဆရာကနဲ့အချောက်တိုက်ဘွင်မြင့်နေတာဒီလူကြီးသာတင်လိုက်ရင်အားလုံးဒုက္ခရောက်ကုန်မယ်လို့ကျွန်ုပ်ကကန့်ကွက်လိုက်ပါတယ်ထို့နောက်ကျွန်ုပ်ကပဲတန်ကိုလူကြီးတင်ရန်အကြံပြုမိပါတယ်ထိုအခါကိုမြစိန်ကဒီကောင်မလေးကနောက်တီးနောက်တက်နေကွာ
အလုံးမဖြစ်ပါဘူးဟုချက်ချင်းပယ်ချလိုက်ပါတယ်။ထိုအခါကျွန်တော်ကဒီလိုဆိုရင်လေကိုမြစိန်ရဲ့ခမရပဲလုပ်ပြဟုပြောရာကိုမြစိန်ကြီးကထိတ်ထိတ်လက်လက်နဲ့ကန့်ကွက်ပါတော့တယ်။မလုပ်ပြစေနဲ့ကိုလူရကျုပ်ကမနက်အစောကြီး9 တိုင်ကိုသွားပြီး9 ကြိုရတယ်ဗျ။တခါတလေညနေကလေးကသွားပြီးအိပ်ရတယ်။လူကြီးဖြစ်တဲ့နေ့ဟာကျုပ်အိတ်တအိမ်လုံးခန္ဓာနှိမ့်တဲ့နေ့ဖြစ်သွားလိမ့်မယ်။ကျုပ်ကလေးတွေကိုတနာပါအောင်ဗျာ။တကယ်ဆိုရင်ကိုလူကလှုပ်တင်တာပေါ့လို့ကိုမြစိန်ကပြောတယ်။ထိုအခါကျွန်ုပ်ကမလုပ်ပါနဲ့ကိုမြစိန်ရဲ့မကြခင်ဖဲဝိုင်းနေလာတော့မှအဲ့ဒီကြရင်ကျုပ်ကမနေနိုင်ဘူးဗျဆိုပြီးညင်းရပါတော့တယ်။ထိုအခါအတဲကြီးကမင်းတို့ရှာလို့မရရင်ငါရှာပေးမယ်ဆိုပြီးဆိုတယ်။ကျွန်တော်တို့နှုတ်စလုံးလှုပ်ဆန်းမအောင်အတဲကြီးရဲ့ဟုဗျိုင်းတူဝိုင်းပြောလိုက်တဲ့အခါချစ်သေးဆိုတဲ့ကောင်မကောင်းဘူးလားဟုမေးပါတယ်။ထိုအခါကျွန်ုပ်တို့နှုတ်စလုံးကသူ့ပဲရှိတော့တာပဲအတဲကြီးရဲ့သူ့ပဲတင်လိုက်တာပေါ့လို့ဝန်ခံလိုက်ရပါတော့တယ်။ထိုအခါအတဲကြီးကဒီလိုကွာမင်းတို့နှစ်ယောက်အနေနဲ့ချစ်သေးပေါ်မှာမခံချင်နေတာကငါတို့တင်လိုက်တဲ့လူကြီးကငါတို့ပေါ်မှာအနိုင်ကျင့်နေတယ်လို့ယူဆနေတာကိုအဲ့လိုမယူနဲ့ကွာငါတို့တင်တာမဟုတ်ဘူးချစ်သေးကိုနိုင်ကိုကဖြစ်တဲ့ဖြစ်ထိုက်တဲ့ဖုံးကံပါရမီပဲပြောဝတ်ကြွေးပဲပြောချင်ရတာပြောကွာဒါတွေကအရေးမကြီးပါဘူးစကလုံးတွေပါသူ့ဘာသာသူဖြစ်တာလို့ယူဆလိုက်ရင်ကျေနပ်သွားကြတာပေါ့မင်းတို့လည်းမလုံနိုင်ဘူးလုံနိုင်တဲ့လူကိုလည်းမကျေနပ်ဘူးဆိုရင်တော့စိတ်ကငရဲကြတာတစ်မျိုးပဲကွာဟုပြောပါတယ်ထိုအခါကျွန်ုပ်တို့ရဲ့ရင်၌ပေါ့ပါ၍သွားပါတော့တယ်ချစ်သေးပေါ်၌ဒါလည်းမဟုတ်ကြံတော်သူများပေါ်၌လည်းကျေနပ်သွားပါတယ်ကျွန်တော်ဆိုရင်ငပုတင်းကြီးကိုကျေနပ်သွားတယ်ကျေနပ်သောအခါမှာအရာအလုံးကကောင်းသွားပါတယ်ဒါကြောင့်ကျွန်ုပ်တို့ရဲ့အိမ်ကြီးချင်းများကသူ့နီးသူ့ဟန်နဲ့ကောင်းနေကြောင်းတွေ့ရပါတယ်ဒီလိုအိမ်ကြီးချင်းများသည်လွန်စွာကစား၍ကောင်းသောပဒုံးတစိတ်ဖဲတုံများနှင့်တူရသွားလေတော့တယ်ထို့ထဲ၌ကျွန်ုပ်၏အိမ်ကြီးချင်းတို့သည်လည်းကျွန်ုပ်တို့၏ဆရာကြီးဖြစ်သောအတဲကြီးမှာပြောပွေရမရှိသူကပဒုံးဖဲတုပ်ကြီးနှင့်တူတကယ်တော့ငွေများကိုဖွေကနေယော်နေတဲ့ဖဲတိုင်ကြီးနဲ့လည်းတူနေပေသည်တကားအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်သွားပေးဖို့အတွက်တောင်းဆိုပါရစေရှင်နောက်ထပ်လာမယ့်ဇလံကောင်းလေးတွေကိုလည်းပဲစောင့်မျှော်နားဆင်ကြည့်ပေးပါအောင်လို့ပြောကြပါရစေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်